ကြာရှုံးခြင်းကိုလက်ခံပါကျွန်တော်တို့ဘဝမှာအချင်းချင်းကြာရှုံးနိုင်ပါတယ်ကျောင်းဆောင်ဝဲကြတာတွေအလုပ်အင်တာဗျူးကြတာတွေချုပ်တုံးခံရတာတွေစီးပွားရေးကြတာတွေကိုယ်စိတ်အားထက်သန်စွာကြိုးစားနေတဲ့အရာတခုပျက်စီးသွားတာတွေစသဖြင့်ဘဝမှာကြာရှုံးခြင်းတွေဟာထက်ခါကြုံရမှာပါပဲဒီလိုမျိုးကြာရှုံးသွားတိုင်းမှာပြန်ထနိုင်ဖို့သိအရေးကြီးပါတယ်ကိုကြိုးစားပါရဲ့နဲ့မအောင်မြင်တဲ့အခါလူတိုင်းဝမ်းနည်းကြမှာပါပဲဒါပေမဲ့ဒီအရာတွေဟာဘဝမဟုတ်ဘူးဘဝတစ်ခုလုံးပျက်စီးသွားတာမဟုတ်ဘူးဒီအရာတွေကနေပြန်ရုံးမထွက်နိုင်မှသာဘဝတစ်ခုလုံးကြာရှုံးရလိမ့်မယ်အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါဒါကိုသင်ခန်းစာယူပါကြာရှုံးခြင်းဟာကျွန်တော်တို့သင်ယူတတ်မယ်ဆိုရင်အကျိုးကျေးဇူးအများကြီးရှိပါတယ်ဒါတွေမရှိရင်ဘယ်လိုသင်ယူကြမလဲရည်ကျက်မှုတွေတန်မာခြင်းတွေဘယ်မှာရှာဖွေနိုင်ပါမလဲကြာရှုံးခြင်းတွေဟာပိုတန်မာပြီးစူးစမ်းနိုင်ဖို့အရှိကိုဆက်သွားနိုင်ဖို့တွန်းအားတွေပါဂျပန်နိုင်ငံမှာခွက်တွေပန်းအိုးတွေကွဲတဲ့အခါအကွဲစတွေကိုလွတ်မပြစ်ပဲရွှေရည်တွေနဲ့အကြောင်းတွေကိုဆက်ပြီးအစ်စ်ပြန်လုပ်ကြတယ်တဲ့ဒီလိုမျိုးရွှေရည်တွေနဲ့ကိုက်လိုက်တဲ့အခါပိုပြီးအဖိုးတန်လာပြီးအမှုပညာလက်ရာမြောက်တဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒါတွေကိုအဲကန်းတွေလူအများမြင်နိုင်မဲ့ပြတိုက်လိုနေရာတွေမှာထားကြတယ်ဒါဟာအလှကြည့်ဖို့အတွက်ကြီးမဟုတ်ဘူးဒီအရာတွေကိုကြည့်ပြီးလူတွေကိုအတူယူဖို့မက်ဆေ့တစ်ခုပေးခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာကြာရှုံးတဲ့အတွေ့အကြုံရှိတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေခံစားချက်တွေတစစီကျိုးပဲ့သွားတဲ့အချိန်လည်းရှိမယ်ဒီလိုအရာတွေကြုံရတိုင်းမှာပိုလှပတဲ့အသွင်ပိုဖိုးတန်တဲ့အရည်သွေးနဲ့မုံမှန်တိဆလာနိုင်ဖို့ဖြစ်ပါတယ်ဒီကြာရှုံးမှုကနေသင်ခန်းစာယူဖို့ပိုကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်ဖို့ပါပဲလောကကြီးမှာကိုယ့်ကိုဖြိုချရက်ခွဲခြင်းတဲ့သူတွေအများကြီးရှိပါတယ်ကိုအောင်မြင်မှာကိုမလိုလားတဲ့သူကိုကောင်းစားမှာကိုမမြင်လိုတဲ့သူတွေကြုံရလိမ့်မယ်ဒီလူတွေရဲ့ချုပ်တွန်းခြင်းတွေဆဲချခြင်းတွေတိုက်ခိုက်တာတွေကြုံရတဲ့အခါတိုင်းပြန်ထနိုင်ဖို့ကြိုးစားပါသူတို့ဖြိုချလို့မရတဲ့အထိတတ်မှာပါလဲကျသွားတိုင်းမှာကိုယ့်ရဲ့အပိုင်းစတွေကိုပိုကောင်းမွန်တဲ့ရည်သေးဖြစ်အောင်မွမ်းမံပါငါကိုယ်တိုင်ပြန်တိဆောက်ထားတဲ့အပိုင်းစတွေနဲ့လှနေတာတွေ့ရတော့ဖြိုချရိတ်ခွဲတဲ့သူတွေကိုကျေးဇူးတင်မိတယ်ဆိုတဲ့စာသားလေးအတိုင်းပေါ့ကိုမိမ့်စေတဲ့သူတွေရှိမှတောက်ပစွာရှင်းတန်ပါကဘာကျော်ပုဂ္ဂိုလ်တွေကြက်ခမန်းလိအောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့သူတွေဟာတစ်ချေကအရှုံးကြီးရှုံးခဲ့သူတွေအကျဉ်းချင်းရုန်းကန်ခဲ့ရတဲ့သူတွေဖြစ်တဲ့ဟယ်လီပိုတာဇလန်တွေရဲ့ပက်ကင်ရှင်စာရေးဆရာမ J.K. Rowling ဟာသူ့ရဲ့ဟယ်လီပိုတာစာအုပ်ကိုစာပေတိုက်ကနေထုတ်ဝေဖို့စနစ်ကြိမ်တိပယ်ချခံရပါတယ်သူကြင်ကြင်ကြိုးစားပြီးနောက်ထုတ်ဝေနိုင်တဲ့အခါအောင်မြင်မှုတွေဟာအမခန်းပါပဲဂီတလောကရဲ့ခွေးလို့တင်စားလောက်ရောက်တဲ့ဘီယွန်းဟာသူ့ရဲ့ဟယ်လိုတခြင်းဖြစ်လာဖို့တခြင်းအပုတ်ရည်ရာနဲ့ချီရေးဆက်ခဲ့ရပါတယ်ဒီနေ့အချိန်မှာတော့သူမရဲ့ဟယ်လိုတခြင်းဟာမတိသူမရှိလောက်အောင်ကိုနာမည်ကြီးတဲ့တခြင်းတစ်ကောက်တစ်ပုတ်ဖြစ်နေခဲ့ပါပြီFacebook ရဲ့ founder CEO Mark Zuckerberg ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ကြီးမြတ်သောအောင်မြင်မှုတွေဟာလွတ်လပ်စွာကြာရှုံးခြင်းတွေကနေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကြာရှုံးတိုင်းပြန်ထပါ။နာကျင်ရတိုင်းပြန်ကုစားပါ။အရှုံးတွေဟာဘဝမဟုတ်ဘူး။သူဟာအစိတ်ပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။စိတ်တမကြပဲပြန်ထပါ။ဒါတွေဟာပိုကောင်းတဲ့အနာဂတ်အတွက်တွန်းအားတွေပါပဲ။စင်ဆက်မပြတ်ကြိုးစားနေသူတွေဖို့အောင်မြင်မှုဟာတိတ်စာဖို့တကားခောက်လာပါလိမ့်မယ်